Dental treatment နေတိုင်းမှာမဖြစ်မနေအသုံးပြုသင့်တဲ့ Ultra Gate ဒေါက်တာတို့ရဲ့ daily treatment တွေမှာ mouth retractor လေးကိုအသုံးပြုပေးခြင်းဖြင့် treatment ပြုလုပ်နေစဉ်အတွင်းမှာ patient ရဲ့နှာခမ်းနဲ့ပါးစပ်ကိုနောက်သို့ဆွဲဖယ်ပေးထားခြင်းကြောင့်ကုသမှုမြင်ကွင်းကိုပုံမှန်ကျေပြန့်စေခြင်းလွယ်ကူစွာနေရာချနိုင်ခြင်းကြောင့်ကုသချိန်ကိုပုံမှန်မြန်ဆန်စေခြင်းပြုလုပ်မဲ့ treatment အပေါ်အာရုံစိုက်နိုင်ခြင်းတို့ကဒေါက်တာတို့အတွက်အထောက်အကူဖြစ်စေပါတယ်အသုံးပြုရတဲ့ patient များအနေနဲ့လည်းတက်ဆင်ချိန်မှာနှာခမ်း၏ frenula ကိုဖိနှိပ်ပေးရမှာပျော့ပြောင်းပြီးလိုက်ရောညီထွေမှုရှိခြင်းတဖုံးသားတ िश ူးများအပေါ်ညင်သာမှုရှိခြင်းလက်တက် free ဖြစ်လို့အမှုန်များအတွက်အနှောက်အယှက်မရှိခြင်းအချိန်ကြာမြင့်စွာ treatment ပြုလုပ်နေရင်တောင်တက်တောင့်တက်တာဖြင့်ပါးစပ်ဟထားပေးနိုင်ခြင်းများလည်းရရှိစေနိုင်ပါတယ်ဒါကြောင့်မို့ patient များတက်တောင့်တက်တာရှိစွာဖြင့်အချိန်ကြာပါးစပ်ဟထားနိုင်ပြီးဒေါက်တာတို့အတွက်လည်းကျေပြန့်ရှင်းလင်းသောကုသမှုမြင်ကွင်းကိုရရှိစေနိုင်တဲ့ Ultra Gate လေးကို dental treatment နေတိုင်းမှာအသုံးပြုသင့်ပါကြောင်းအကြံပြုပါရစေUltra Gate လေးကိုကလေးလူကြီးစိုက်နှမျိုးရရှိနိုင်ပြီးယခုလအတွင်းဝယ်ယူသူတိုင်းအတွက် 10% discount လေးပေးမှာမို့အမြန်မှာယူထားကြဖို့တိုက်တွန်းလိုက်ပါရစေရှင်